အားလုံးမင်္ဂလာပါအာဆင်နယ်ရဲ့ update news အစီအစဉ်လေးကနေပြောကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်အာဆင်နယ်အသင်းရဲ့15ရက်5လပေါ့နော်15ရက်5လအတွက် update news လေးတွေကျွန်တော်ဆက်ပြီးတော့ပေါ့နော်အာဆင်နယ်အသင်းကလက်ရှိမှာကိုင်းရပဲတန်ရန်နေပြီးပြတ်တာပြန်နေတက်တာလာပြီလို့ပြောတယ်ပြီးတော့နောက်ထပ်ပြင်မှတ်တစ်ခုအနေနဲ့ခြားဖို့ဘက်ကိုထပ်ပြီးတော့ပြင်မှတ်ထားရတာကိုတွေ့ရတယ်ပေါ့နော်ကျန်တဲ့လှုပ်ရှားမှုတွေအနေနဲ့ကတော့စိတ်ဝင်စားနေတဲ့ကစားသမားတွေဆက်လိုက်နေစေချင်တယ်သူတို့စိတ်ဝင်စားတဲ့ကစားသမားတွေကဟော်ဆန်ကတော့ Real Madrid ကိုပါသွားတယ်ပြီဆက်လက်ပြီး Real Madrid ကလည်း William Saliba ကိုစိတ်ဝင်စားလျက်ရှိကြောင်းထပ်ပြီးကြေညာထားတယ်။အဲဒါကြောင့်အာဆင်နယ်အသင်းအနေနဲ့စာချုပ်တက်တန်းတိုးတဲ့ကိစ္စကိုအာရုံစိုက်ပြီးလုပ်တဲ့အချိန်တော့ဖြစ်နေပြီပေါ့နော်။အဲ့တော့အာဆင်နယ်အသင်းရဲ့ channel သတင်းတွေအရတော့သူတို့ဆက်ပြီးတော့လိုက်နေတဲ့လူတွေရှိတယ်ပေါ့နော်။အသင်းကနေပြီးအထွက်ကစားသမားဆိုရင်လည်း Nuno Tavares ကထွက်သွားခဲ့ပြီ။ပေါင်9တန်း9တန်းခွဲကနဦးလက်ခံရရှိထားတယ်ပေါ့နော်။ပြီးတော့ကျွန်တော်တို့ဒီကစားသမားထပ်ပြီးတော့ပြောင်းမယ်ဆိုရင်လည်း 20% အချိုးကျခံစားမှုရှိမယ်ပေါ့နော်။အဲ့ update news လေးတွေရှိရဲ့ channelအတင်းတွေကတော့အာဆင်နယ်တင်းကလူကိုတင်းတွေကတော့ဘာမှတိတိကျကျတက်လာတာတော့မရှိသေးဘူးပေါ့နော်ကျွန်တော်တို့ comment တွေနဲ့တင်နေကြတဲ့လူတွေတော့အများကြီးရှိတယ်ဒါပေမဲ့အာဆင်နယ်တင်းကခေါ်ပြီးတရားဝင်ဂျာစီကိုင်းနောက်ရေးများပါအခုလက်ရှိကတော့အတွင်နေနဲ့ကတော့ပြောသလိုပဲဒီရိုဒီကိုကိုအရင်အောင်လုပ်ချင်ပါတယ်ဒါပေမဲ့ CF တယောက်ဖြစ်တဲ့ Benjamin Sako ပဲဖြစ်ဖြစ် Pedro Gomez ပဲဖြစ်ဖြစ်တယောက်ကိုလည်းခေါ်ယူလို့လိုအပ်နေပေါ့နော်အာဆင်နယ်တင်းရဲ့နီးပြဖြစ်သူ Adeta ကလည်းဒါတောင်မှန်တိုက်စစ်ကစားသမားနဲ့တိုက်စစ်ညောင်အတွက်ကိုဒီကစားသမားလုံးမဖြစ်မနေခေါ်ယူနေကြောင်းပြောထားတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီနေ့အတွက် update လေးပါနောက်ရက်ကျရင်ထပ်ပြီးတော့သတင်းတွေရှိတင်ပြပါမယ်အားလုံးကနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်